Bromaful လမ်းမကြီးပေါ်မှာရှိတဲ့ Entry Luxury Project တစ်ခုကို1 square meter ကို3,400,000 လောက်နဲ့ရမယ့်ကွန်ဒိုတစ်ခုနဲ့ပိတ်ဆက်ပေးကြပါတယ်ဒီ project ကတော့ဖက်ကတုံ BDS နဲ့လည်းနေပြီးတော့မြို့ထဲကိုသွားမယ်ဆိုလို့ရှိရင်လည်း15မိနစ်လောက်ပဲသွားလို့ရတယ်နောက်ပြီးတော့Entry Luxury ဆိုပေမဲ့လည်းလုံးဝကိုဒီလိုမျိုး luxury အပြည့်ရတဲ့ project တစ်ခုဖြစ်ပါတယ်ဘယ်လိုမျိုး luxury အပြည့်ရတဲ့ project လဲဆိုတာဝိနဲ့ဒီလိုသက်ကြည့်ရအောင်နော်ကဲဒီလိုမျိုး luxury ဆန်နဲ့ project လေးတွေဝယ်ယူချင်နေဆိုရင်တော့ကိုရီးတို့ရဲ့ SAAC investment ရဲ့ messenger ကနေဖြစ်ဖြစ် WhatsApp ကနေဖြစ်ဖြစ်ဆက်သွယ်ပြီးတော့ဝယ်ယူနိုင်ပါတယ်နောက်ထပ် project တွေမှာလည်းထပ်တွေ့ကြမယ်နော်စတာ